တရားထိုင်မှအပေတကားပိတ်တယ်ဆိုတာတော့အပေတကားပိတ်ခြင်းလွဲပါတယ်၅ပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်။ချောင်းကနေတောင်မြည်သွားလေဦးမယ်နော်။၅ပါးသီလသာလုံအောင်ထိအပေတကား၅ပါးသီလလုံနေဆိုရင်အပေမကြဘူးအပေမကြနိုင်ဘူး။အဲ့ဒါကြောင့်၅ပါးသီလအပေကြတယ်ဆိုတာအကုသိုလ်ကြောင့်ကြတာလေ။အကုသိုလ်မှလည်းအပေကြလောက်တဲ့အကုသိုလ်တွေလုံးမှအပေဆိုတာကြ။မြတ်စွာဘုရားကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူး။ဟောတာရှိတယ်။အနန္တရိယပိဿနန္တရိယကမ္မ၅ပါးကျူးလွန်ရင်တော့သိကြပေါ့ပဲနော်အမေတတ်တယ်အဖေတတ်တယ်ယဟနာကိုတတ်တယ်မြတ်စွာဘုရားသွေးစင်းတီအောင်ပြမှားတယ်တန်ခါသိမ်းခွဲတယ်ဆိုရင်တော့ဒါသိကြပေါ့ကြံတဲ့ဟာတွေကတော့သိကြပေါ့လို့ပြောနော်သိကြပေါ့ပြော baby နဲ့ပဲတော့ possible ဘာလို့လဲဆိုလူမှာ condition တွေကရှိတာအခြေအနေတွေကမတူဘူးလေကဲတစုံတစ်ခုမဟုတ်တာလောက်တိုင်းဒီပြစ်မှုတစ်ခုကျူးလွန်တိုင်းဒီပြစ်မှုကျူးလွန်ရင်1300နှစ်ဆိုပါစို့ကြာလာလူတိုင်းအဲ့ဒီပြစ်မှုကျူးလွန်တိုင်းကြာလာပတ်စံရှိတဲ့လူကြမကြဘူးဘာလို့လဲဆိုသူပတ်စံကသူ condition ခေါ်တာနော်လူကြီးနဲ့သိရင်လည်းမကြဘူးတရားသူကြီးနဲ့သိရင်လည်းမကြဘူးအောက်မကြတော့အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူကအဲ့လိုဆိုလိုတာအပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီပဲလို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္ဘာထမ်းတွေထိုင်နေဆိုရင်အဲ့ဒါတွေကကယ်မှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေနေကောင်းတွေလောက်တိုင်းမကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝအိုးစားကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိတယ်သောတပန်မဖြစ်နဲ့အပေကနေလွတ်သွားတာရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုပ်ရင်တော့လေလွတ်ချင်မှတော့ဥပမာပဲအပဒံထဲမှာပါတယ်ပန်းလေးတစ်ပွင့်လှူတာနဲ့60တဲ့တော့အပေမလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွမ်းကြံလေးနဲ့ယဟနာဖြစ်သွားတယ်ကဲအဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဖို့မှာဒါအပေတကားပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါတိတေတတုတ်ဆိုတာဟောတာရှိတယ်ဒီဥပဒံရှိနေပေမဲ့လို့အပေမကြနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုပြီးဟောတာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့မအောင်မေ့လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့